လူတော်များကအိမ်ထောင်ပြုတော်မယ်ဆိုရင်ငွေရှိဖို့ကအဓိကပဲလို့တွေးလိရှိကြပါတယ်ဟုတ်ပါတယ်ငွေရှိရင်တက်တောင့်တက်တာနေနိုင်မယ်လိုချင်တာဝယ်နိုင်မယ်ကောင်းကောင်းမွန်မွန်စားနိုင်မယ်ဒါပေမဲ့ငွေအပုံလိုက်ပေါ်မှာထိုင်နေရပြီးစကားတစ်ခုမှမပြောဖြစ်တဲ့စုံတွဲတွေငွေတွေအလံပဲရှိပေမဲ့တယောက်ကိုတယောက်မယုံကြည်နိုင်လို့စိတ်ဆင်းရဲနေရတဲ့အိမ်ထောင်ကြီးတွေအများကြီးရှိပါတယ်ဒါကြောင့်အိမ်ထောင်ရေးတာယာဟုတ်ဆိုတာငွေကြေးထက်ပိုမိုနှက်ဆိုင်တဲ့အရာတွေအပေါ်မှာတိစောက်ထားတာဖြစ်ပါတယ်။အဲ့ဒီအရာတွေထဲမှာပထမဆုံးနဲ့အရေးအကြီးဆုံးကတော့အပြန်အလှန်လေးစားမှုပါမယ်။လေးစားမှုဆိုတာတစ်ဖက်လူရဲ့စန္ဒခံယူချက်နဲ့သူဖြစ်ချင်တဲ့ပုံစံကိုအတိအမှတ်ပြုပေးတာပါ။ကိုကငွေဘလို့ပဲရှာနိုင်ပါစေကိုယ့်ရဲ့အဖိုးကိုလူရှက်မှာအဆက်ခွဲတာမျိုးသူ့ရဲ့ဝါဒနာကိုနှိမ်ချတာမျိုးလုပ်နေမယ်ဆိုရင်အဲ့ဒီအိမ်ထောင်ကြီးဟာအကြောင်းထားလာမှာပါပဲချစ်ချင်းမြတ်တာဆိုတာလေးစားမှုမပါရင်ကြာရှည်မခံပါဘူးလေးစားမှုရှိတဲ့အိမ်ထောင်ကြီးမှာတော့ဘလို့အခက်ခဲမျိုးကြုံလာပါစေတူးကိုတူးတန်ဖိုးထားတဲ့စိတ်နဲ့ကြော်ဖြတ်နိုင်ကြပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကယုံကြည်မှုနဲ့သစ္စာရှိမှုပါဒါဟာအိမ်ထောင်ကြီးတစ်ခုရဲ့ကြောရိုးပါပဲယုံကြည်မှုဆိုတာတိဆောက်ဖို့နှစ်နဲ့ချီကြာနိုင်ပေမဲ့ဖြစ်စည်းဖို့ကတော့စက္ကန့်ပိုင်းပဲလိုပါတယ်ငွေကြေးချမ်းသာပေမဲ့တယောက်နဲ့တယောက်တန်တရာမြက်လုံးတွေနဲ့ကြည်နေရတဲ့ဘဝဟာငရေကြနေတယ်လို့ပါပဲသစ္စာရှိမှုဆိုတာအိမ်ပြင်ပကဆွဲဆောင်မှုတွေကိုညင်းပြနိုင်ုံတင်မကပဲကိုယ့်လက်တွဲဖော်ရဲ့စိတ်ချမ်းသာမှုကိုကိုယ့်ရဲ့အလိုစန္ဒတွေထက်ဦးစားပေးတာမျိုးလည်းဖြစ်ပါတယ်စိတ်အေးချမ်းမှုဆိုတာဘလောက်ပဲပေးဝယ်လို့မရတဲ့အရာမျိုးပါတတိယချက်အနေနဲ့ပြောချင်တာကနားလည်မှုနဲ့တီးခံခွင့်လွှတ်မှုကိုပြောချင်ပါတယ်လူဆိုတာအမားနဲ့မကင်းပါဘူးတအိမ်တည်းအတူနေတဲ့အခါအကျင့်စရိုက်မတူတာတွေအမြင်မတူတာတွေရှိလာမှာပါပဲအဲ့ဒီအချိန်မှာငါကငွေရှာနေတာပဲငါပြောသလိုဖြစ်ရမယ်ဆိုတဲ့အတ္တမျိုးထက်သူလေးပင်မနေမှာပဲငါနားလည်ပြီးရမယ်ဆိုတဲ့စာနာစိတ်ကပိုအရေးကြီးပါတယ်အသိအငွားကိစ္စလေးတွေကအစအပြန်အလှန်ရှော့ဖိတ်တတ်တဲ့စိတ်ထားဟာအိမ်ထောင်အေးကိုနွဲထွေးစေပါတယ်ခွင့်လွှတ်ခြင်းဆိုလားအားနည်းတာမဟုတ်ပါဘူးအိမ်ထောင်အေးခိုင်မဲဖို့အတွက်ကိုယ့်အတ္တကိုတတ်နိုင်တဲ့ခွန်အားတစ်ခုဖြစ်ပါတယ်စတုထချက်ကတော့စကားပြောဆိုဆက်သွယ်မှုပါတယောက်ရဲ့စိတ်ကူးကိုတယောက်ကသိအောင်ပြောပြဖို့လိုပါတယ်စိတ်ဆိုးနေရင်လည်းအောက်မထားပဲပွင့်ပွင့်လင်းလင်းတိုင်ပင်ရပါမယ်ငွေရှာရတာပင်ပန်းလို့တယောက်နဲ့တယောက်စကားမပြောဖြစ်တော့ဘူးဆိုရင်တန်ရောစင်တွေကတဖြည်းဖြည်းကျဲသွားတတ်ပါတယ်ဒီနေ့ဘလို့နေလဲပင်ပန်းနေပြီလားဆိုတဲ့စကားလေးတစ်ခုဟာဒေါ်လာတန်းများစွာထက်ပိုပြီးအားရှိစေပါတယ်အပလန်အလာနားထောင်ပေးတတ်တဲ့အကျင့်ဟာအိမ်ထောင်ရေးရဲ့စေးတစ်ခွက်ပါတဲ့နောက်ဆုံးအချက်အနေနဲ့ဘဝရည်နှမ်းချက်တူညီမှုပါငွေကြေးဆိုတာရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ဖို့ကိရိယာတစ်ခုပဲဖြစ်ပါတယ်အဓိကကတော့ဘယ်ကူသွားချင်တာလဲဘလို့ဘဝမျိုးကိုတိဆောက်ချင်တာလဲဆိုတာတူရပါမယ်တယောက်ကတောင်ဘက်သွားခြင်းပြီးတယောက်ကမြောက်ဘက်သွားနေရင်ငွေဘလောက်ရှိလမ်းကွဲကြရမှာပါပဲအခက်ခဲနေကြမှာလက်တွဲဖြုတ်ပဲအတူတူရုံးကန်ကြမယ်ဆိုတဲ့စိတ်ထားဟာအိမ်ထောင်ရဲ့အကြီးမားဆုံးသောယတနာဖြစ်ပါတယ်နေကုန်းချုပ်အနေနဲ့ပြောရရင်ငွေကြေးဟာဘဝကိုတာယာအောင်ပန့်ပိုးနိုင်ပေမဲ့အိမ်ထောင်ရဲ့ပျော်ရွှင်မှုကိုတော့အာမခံမပေးနိုင်ပါဘူးစိတ်ထားချင်းတူညီမှုအပြန်အလှန်နားလည်ပေးမှုသစ္စာရှိမှုနဲ့လေးစားမှုတို့ကသာစစ်မှန်တဲ့တာယာမှုကိုပေးစွမ်းနိုင်ပါတယ်ငွေရှိမှပျော်ရမှာမဟုတ်ပဲပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုတိဆောက်ထားနိုင်မှသာရှာသမျှငွေတွေကလည်းတန်ဖိုးရှိလာမှာဖြစ်ပါတယ်အားလုံးပဲငွေထက်အဖိုးတန်တဲ့မြတ်တရားတွေနဲ့ပြည့်စုံတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်နိုင်ကြပါစေ